ပတ်စံတထောင်ခွဲတဲ့နဲ့မျက်စိခွဲစိတ်လို့ရတယ်ဆိုတာခင်ဗျားတို့သိပြီလားစက္ခုပါလာမျက်စိဆေးရုံကြီးဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးတကုံစိတ်ကမ်းမြို့မှာရှိနေပါတယ်တကယ်ဆရာဝန်ကြီးတွေကိုယ်တိုင်ခွဲစိတ်ပေးတယ်တနေ့မှလူအယောက်120လောက်ပဲနေ့တိုင်းတော့မဟုတ်ဘူးလကုန်ကနေ20ရက်နေ့ကနေပြီးတော့30ရက်နေ့ထိကိုခွဲစိတ်မှုမျက်စိခွဲစိတ်မှုလုံးဝပေးเสียမလို့ဒါမဲ့တထောင်ခွဲကရောဘယ်ကနေလာလဲဆေးရုံမှာမှတ်တမ်းစာအုပ်လုပ်ဖို့က9000ကုန်တယ်သွေးစစ်ဖို့အတွက်က1000ကုန်တယ်ကုန်ကြစဲက1000ခွဲထဲနဲ့ပါဒါဆိုရင်တော့မရှိစင်းရသားကျွန်တော်တို့လူမျိုးအတွက်ဆိုရင်တော့အရန်ကုန်မှအဆင်ပြေတယ်တချို့အမှောင်ကျနေတဲ့လူတွေအတွက်ဆိုရင်တော့ကျွန်တော်တို့လူမျိုးမျက်စိကောင်းတဲ့လူတွေဆိုရင်တော့သူချာမဟုတ်ပေမဲ့လေမြင့်မမြင်တဲ့လူတွေအတွက်ကတော့အရန်ကုန်မှအရေးကြီးတယ်ဒါကြောင့်ဒီဗီဒီယိုကိုသိရှိတဲ့လူတိုင်းကကုသိုလ်လေးဖြစ်ရအောင်လူတစ်ပါးတွေလည်းကူညီလို့ရတယ်ဆိုတော့အနေနဲ့ဆိုရင်တော့ဝိုင်းဝန်းပြီးတော့မျှဝေသွားပေးပါဒီပေါ်နိုင်ငံကနေပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံကိုဖွဲ့စည်းပေးနေတယ်ဒီလိုမျိုးကောင်းမွန်တဲ့စီးရုံတွေမရှိစင်းရဲသားတွေအတွက်ကတော့အရန်ကုန်မှကောင်းမွန်တယ်နောက်ပြီးတော့နေကနေလာတဲ့လူတွေလည်းအဲ့ဒီစီးရုံထဲမှာပဲနေစရာနေရာတွေလည်းစီစဉ်ပေးနေတယ်ဘလို့ကောင်းတယ်လေကြည်နေစက္ခုပါလာမျက်စိစီးရုံကြီးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရန်ကုန်မြို့တကူစိတ်ကမ်းမြို့နယ်88ရပ်ကွက်ဒုက္ခိတာလမ်းမှာရှိတယ်ကျွန်တော်တို့ရွှေတူတိပိတကစက္ခုပါလမျက်စိဆေးရုံမှာယခုလ6လပိုင်းအတွက်ကျွန်တော်တို့20ရက်နေ့မှာစတင်ပြီးတော့30ရက်နေ့အထိမျက်စိအလင်းလူတော်အဖြစ်ဖွင့်လှစ်ပေးတော့မှာဖြစ်ပါတယ်တို့ဖြစ်ပါ၍မျက်စိဝေဒနာရှင်များအားလုံးယခုလ20ရက်နေ့ကနေစတင်ပြီးတော့ကျွန်တော်တို့30ရက်နေ့အထိမိသူမဆိုးလူမျိုးပါလာမရွေးလာရောက်ကာတာနိုင်ပါပြီဆိုတဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်ခင်ဗျာ